မင်္ဂလာပါရှင်ပတ်စင်ဗုဒ္ဓညတင်သစ္စမောစီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ယင်းညတင်ဆက်ပေးတော့မယ့်ဒီနေ့ကတော့စစ်ကောင်စီတပ်ကနောက်အုံကျေးရွာမှာလေနဲ့ဘုံကျဲတိုက်ခိုက်တဲ့တဲ့နဲ့မြစ်ကျနာဗမောကားလမ်းပိုင်းတွေမှာကံရည်တပ်ဖွဲ့နဲ့စစ်ကောင်စီတပ်ဖွဲ့တို့တိုက်ပွဲပြင်းထန်နေတဲ့ဒီနေ့ကိုတင်ဆက်ပေးတော့မှာဖြစ်ပါရရှင်ဒီမှာခုံချစင်ပါရှင်စစ်ကောင်စီတပ်ဟာရှမ်းပြည်နယ်မြောက်ပိုင်းဒေသနမ်အုံစိုင်းခေါရွာအနီးဝန်းကျင်မှာစစ်ကြောင်းထိုးကရှိနေတဲ့ TNLA တပ်တွေကိုဇူလိုင်လ25ရက်နေ့17နာရီကျော်ချိန်ခန့် MI-35 လို့ခန့်မှန်းရတဲ့ဟယ်လီကော်ပတာနဲ့လာရောက်တိုက်ခိုက်တယ်လို့သိရပါတယ်။ကျေးရွာအနီးနားမှာရှိနေကြတဲ့ TNLA တပ်တွေကိုစစ်ကောင်စီတပ်ကလေယာဉ်နဲ့တိုက်ခိုက်ရမှာပြည်သူ3ဦးထိမှန်ပြီးအသက်30ကျော်အရွယ်ပြည်သူတို့နေရာတွင်ပွဲချင်းပြီးတိတ်ဆုံးခဲ့ပြီးတရားရရှိသူအမျိုးသမီးတို့မူဆယ်ဆေးရုံမှာဆေးကုသမှုခံယူနေစဉ်အသက်ဆုံးရှုံးသွားကတခြားပြည်သူတို့လည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။စစ်ကောင်စီတပ်တွေကခုလိုလေကြောင်းနဲ့တိုက်ခိုက်တာတွေပြုလုပ်နေတာကြောင့်ပြည်သူတွေစိုးရိမ်ထိတ်လန့်နေကြတယ်လို့နမ်အုံဒေတာခန်တူကဆိုပါတယ်။ဇွန်လ24ရက်မှာလည်းည7:00နာရီအချိန်လောက်မှာကောင်းဝင်းကျေးရွာအနီးရှိနေတဲ့စစ်ကောင်စီတပ်တွေက TNLA တွေကို10မိနစ်ခန့်တိုက်ခိုက်ခဲ့ပါတယ်။တိုက်ခိုက်နေစဉ်စစ်ကောင်စီတပ်မှနှစ်ဖက်ကမှတပ်ဆွဲနေတဲ့ခလာရ123တပ်နဲ့105မိုင်တပ်ကနေလက်နက်ကြီးတွေပစ်ခတ်တာကြောင့်မမ်ဟောင်းကျေးရွာကအိမ်နဲ့နမ်အုံကျေးရွာဈေးမှာလက်နက်ကြီးကြောင့်နေအိမ်တချို့နဲ့ဆိုင်ခန်း၄ခန်းပျက်စီးသွားခဲ့တယ်လို့ဒေသခံတွေပြောကြားချက်အရသိရှိရပါတယ်ရှင်။ဇူလိုင်လအတွင်းမှာစစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်တာတွေလေကြောင်းနဲ့တိုက်ခိုက်တာတွေကြောင့်ကချင် Substate နယ်မြေအတွင်းပြည်သူ3ဦးအသက်သေဆုံးခဲ့ပြီးတရားရရှိသူ6ဦးအထိရှိနေတယ်လို့သိရှိရပါတယ်ရှင်။မြစ်ချနာဗမောကားလမ်းပိုင်းတွေမှာဇူလိုင်လ25ရက်နေ့က KIA နဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေကြောင်းသိရပါတယ်။မနက်8နာရီအချိန်ခန့်တွင်ကြပူမလိယံဘက်မှထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကို KIA တပ်မဟာ1တပ်ဖွဲ့တွေကခုခံတိုက်ခိုက်မှုတွေရှိခဲ့ပြီးညနေပိုင်း2နာရီအချိန်ခန့်တွင်တပတ်စုတောင်းတောင်ဘက်မှစစ်အားတိုးဖို့လာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကိုစမလန်းကြားမှာ KIA တပ်ဖွဲ့တို့တပံပြန်လည်ခုခံတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ခလာကျေးရွာဘက်တွေမှာလည်းဇွန်လ25ရက်နေ့17:30ချိန်ခန့်တွင်ဗမော်ဘက်ကတက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကိုကရင်တပ်ဖွဲ့တို့ခုခံတိုက်ခိုက်တာတွေရှိခဲ့ရာတည်င်းချက်လက်အပြည့်စုံကိုဆက်လက်စုံစမ်းနေကြောင်းရှေ့တန်းတည်င်းရင်းမြစ်ထမှသိရှိရပါတယ်ရှင်။ဗမာတိုင်းသားဘာသာဖြစ်တင်ဆက်မောစီစဉ်ကိုကြည့်ရှုနာဆင်သူပရိသတ်အပေါင်းကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။